ဝိဇာနာတဲ့တာတော်မောင်လေးထားတဲ့တာဆက်ရှိတဲ့တင်ကြလက်မြတ်ပြီးပြန်လာတဲ့တာတော်မောင်လေးလှမ်းမကြပါစို့ရသားရင်ရှိတယ်မြေကြားတစ်ပါးဖြစ်ပါတော့ဟာဒီကားကြီးတောင်ကြီးထဲမှာမိခင်ကြီးအချုပ်ပါတော့ကျွေးမမရတဲ့တနေ့တည်းစောကစားရတာပြည်လူတွေအတွက်မိခင်ကြီးကြောင့်ခွင့်တော်ပန်းစစ်တောင်းမြေဝါမှာဒီနန်းသွားကစားလိုက်တာမနေ့မိကလာနာသမီးနဲ့တွေ့စစ်တော်များရှောင်းခဲ့တယ်စစ်တော်များရှောင်းခဲ့တာကြောင့်မနေ့မိကလာနာသမီးလိုချင်လို့ကြောက်ဆိုလိုက်တဲ့အရာအတိုင်းတိုင်းပြည်လက်ရှာတယ်လို့မဲဘုရားကြီးချာမှာအခါသားတွေကိုဘင်းများပါပဲလေShut
နဲ့ရွှေနဲ့ဆုံမိုးနေတာစပွေးရှိရှိတဲ့ကြောကမဗျာမသိလို့လားဗျာမသိရင်လည်းသားတော်ဖြစ်ဖြစ်ပြီးရှာပါမယ်ဗျာဟဲ့မိဘရဲ့ဒီဘာတခုမှနားမလဲပါလားလူမကြီးရဲ့အမလေးသားတော်လေးကလည်းလိုချင်လာကြီးဆိုတဲ့စပွေးရွှေကအခြားခြားတော့ကျွဲနေတော့မှမရှိဘူးဟာရဲ့သားတော်မလိုချင်လာကြီးဆိုတဲ့ဖျားကောင်းပါဗျာဒါမှရမပါလူမကြီးရဲ့အိုးဖေသားတော်မမတိရောမှာဗျာအင်းကြားရည်ချက်ပဲစနပါလေတကယ်ခက်တဲ့ဘုရားဆိုင်အမလေးတော်တော်ဗျာရွှေနဲ့ဆိုမိုးနေတ